ကျွန်တော်တို့ဘဝမှာတချို့အချိန်တွေမှာတိုးတက်ခြင်းတယ်လို့ခံစားရတယ်ဘဝကိုပြောင်းခြင်းတယ်ပိုကောင်းတဲ့နေရာတစ်ခုကိုရောက်ခြင်းတယ်ဒါပေမဲ့အဲ့ဒီလိုခံစားနေရတဲ့အချိန်တိုင်းတစ်ခုခုကကျွန်တော်တို့ကိုနောက်ဆုတ်စေတယ်တခါတလေကျွန်တော်တို့ကအခြေအနေကိုအပြစ်တင်တယ်ပတ်ဝန်းကျင်ကိုအပြစ်တင်တယ်အခွင့်အရေးမရှိတာကိုပြောတယ်ဒါပေမဲ့ခဏတိတ်တိတ်နဲ့စဉ်းစားကြည့်မယ်ဆိုရင်တကယ်တမ်းကျွန်တော်တို့ကိုတားနေတဲ့အရာကအပြစ်မှာမဟုတ်ဘူးအတွင်းမှာပဲရှိတယ်ဒီအချက်ကိုပဲ The Mountain is You ဆိုတဲ့စာအုပ်ကအဓိကပြောထားတာ Mountain ဆိုတာတောင်ကြီးတစ်ခုလိုပဲတက်ရခက်တယ်ကြောက်စရာကောင်းတယ်လမ်းပြောင်းနိုင်တယ်ဒါပေမဲ့ဒီစာအုပ်ကပြောတာကအဲ့ဒီတောင်ကပြင်းမှာမဟုတ်ဘူးကျွန်တော်တို့အတွင်းမှာရှိတယ်ကျွန်တော်တို့ရဲ့အတွေးတွေကျွန်တော်တို့ရဲ့ယုံကြည်မှုတွေကျွန်တော်တို့ရဲ့အတိတ်ကတန်ရာတွေအဲ့ဒီအရာတွေကပဲကျွန်တော်တို့ကိုတားနေတာဒီလိုအခြေအနေကိုစာအုပ်ထဲမှာ Self sabotage လို့ခေါ်တယ် Self sabotage ဆိုတာကျွန်တော်တို့ကိုယ်တိုင်ကိုဖျက်နေတာပဲကျွန်တော်တို့အောင်မြင်ခြင်းတယ်ဒါပေမဲ့အောင်မြင်ဖို့လုပ်ရမယ့်အရာတွေကိုမလုပ်ဘူးကျွန်တော်တို့ပြောင်းခြင်းတယ်ဒါပေမဲ့အကျင့်ဟောင်းတွေကိုမလွတ်နိုင်ဘူးဘာလို့လဲအကြောင်းရင်းကကျွန်တော်တို့စိတ်ထဲမှာရှိတဲ့ subconscious patterns တွေပဲကျွန်တော်တို့ဟာအရင်ကနေထိုင်ခဲ့တဲ့ပုံစံကိုပဲပြန်ရွေးချယ်တတ်တယ်မပျော်ရွှင်ဘူးဆိုရင်တော့အနည်းဆုံးတော့အဲ့ဒီအခြေအနေကိုတည်နေတယ်ဒါကြောင့်အတိတ်တစ်ခုကိုရွေးချယ်ဖို့ကြောက်တတ်တယ်အောင်မြင်မှုဆိုတာအတိတ်တစ်ခုဖြစ်တယ်မတည်သေးတဲ့နေရာတစ်ခုဖြစ်တယ်လူတွေဟာမတည်တာကိုကြောက်တတ်တယ်ဒါကြောင့်ကျွန်တော်တို့တိုးတက်မြတာချိန်တိုင်းကျွန်တော်တို့ကိုယ်တိုင်ကပဲကိုပြန်တာတယ်ဒီလိုຢာတွေကိုကျွန်တော်တို့နေစဉ်ဘဝမှာမတိမတာလုပ်နေတတ်တယ်ဥပမာတစ်ခုစလုပ်မယ်ဆိုရင်မထင်နိုင်ဘူးထင်တယ်နောက်မှလုပ်မယ်အခုအချိန်မကောင်းသေးဘူးဆိုပြီးကိုပြောတတ်တယ်ဒါတွေကအမှန်တရားမဟုတ်ဘူးဒါတွေကကိုကာကွယ်ဖို့စိတ်ကဖန်တီးထားတဲ့အကြောင်းပြချက်တွေဒါပေမဲ့အဲ့ဒီအကြောင်းပြချက်တွေကြောင့်ပဲကျွန်တော်တို့မတိုးတက်ဘူးဒီစာအုပ်ကအရေးကြီးတဲ့အရာတစ်ခုကိုပြောထားတယ်ကျွန်တော်တို့ဘဝကိုပြောင်းခင်ရင်အပြင်ကိုမပြောင်းခင်အတွင်းကိုပြောင်းရမယ်အတွေးကိုပြောင်းရမယ်ယုံကြည်မှုကိုပြောင်းရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လုပ်တဲ့အရာတိုင်းကအတွေးတွေကပဲစားတယ်ကျွန်တော်တို့မလုံနိုင်ဘူးလို့ထင်ရင်မလုပ်ဘူးလုံနိုင်တယ်လို့ယုံရင်စလုပ်တယ်ဒါကြောင့်ဘဝကိုပြောင်းဖို့အတွေးကိုပြောင်းဖို့လိုတယ်နောက်တစ်ခုဒီစာအုပ်ကပြောထားတာတစ်ခုရှိတယ်နာကျင်မှုပိန်ကျွန်တော်တို့ကနာကျင်မှုကိုရှောင်ခြင်းတယ်ဒါပေမဲ့နာကျင်မှုကပဲကျွန်တော်တို့ကိုပြောင်းလဲစေတတ်တယ်ကျွန်တော်တို့မပြောင်းမချင်းနာကျင်မှုကဆက်ရှိနေတတ်တယ်ဒါကြောင့်နာကျင်မှုကိုရှောင်ဖို့မကြိုးစားနဲ့နားလည်ဖို့ကြိုးစားဘာကြောင့်ဒီလိုခံစားနေရတာလဲဘာကြောင့်မလုံနိုင်တာလဲကိုမေးကြည့်အဲ့ဒီအချိန်မှာပဲကျွန်တော်တို့အမှန်တရားကိုတွေ့မယ်နောက်ဆုံးမှာဒီစာအုပ်ကပြောချင်တာကကျွန်တော်တို့ဘဝမှာအကြီးဆုံးပြိုင်ဘက်ကတခြားလူလည်းမဟုတ်ဘူးကျွန်တော်တို့ကိုလိုက်မယ်ကျွန်တော်တို့တောင်းကိုအနိုင်ယူခြင်းတောင်းကိုမတိုက်နဲ့ကိုတိုက်အဲ့ဒီအချိန်မှာပဲကျွန်တော်တို့တောင်းကိုကြော်နိုင်မယ်ကျွန်တော်တို့ဘဝမှာတချို့အရာတွေကိုသိနေပေမဲ့မပြောင်းနိုင်တာတွေရှိတယ်ဘာလို့ရမလဲဆိုတာသိတယ်ဒါပေမဲ့မလုပ်နိုင်ဘူးဘာကြောင့်လဲအကြောင်းရင်းတစ်ခုကကျွန်တော်တို့စိတ်ခံစားချက်တွေကိုမနားလေသေးလို့ပဲလူအများစုကအောင်မြင်ဖို့ဆိုရင် skill လိုတယ်လို့ထင်တတ်တယ် knowledge လိုတယ်လို့ထင်တတ်တယ်ဒါပေမဲ့ဒီစာအုပ်ကပြောတာကအဓိကလိုအပ်တာက emotion control ပဲဘာလို့လဲဆိုတော့ကျွန်တော်တို့လုပ်တဲ့ဆုံးဖြတ်ချက်အများစုကအတွေးနဲ့မဟုတ်ဘူးခံစားချက်နဲ့လုပ်တာကျွန်တော်တို့စိတ်မကောင်းရင်မလုပ်ချင်တော့ဘူးကြောက်နေရင်မစားချင်တော့ဘူးပင်ပန်းနေရင်ရက်ချင်းသွားတယ်ဒါကြောင့်ကျွန်တော်တို့ဘဝကိုကျွန်တော်တို့ခံစားချက်တွေကပဲထိန်းချုပ်နေတယ်ဒါပေမဲ့ပြဿနာကကျွန်တော်တို့ခံစားချက်တွေကိုမနာလဲဘူးကျွန်တော်တို့ကစိတ်မကောင်းလာရင်ရှောင်ခြင်းတယ်ကြောက်လာရင်ထွက်ပြေးခြင်းတယ်နာကျင်လာရင်ဖုံးကွယ်ခြင်းတယ်ဒါပေမဲ့အဲ့လိုရှောင်တာတွေကြောင့်ပဲပြဿနာကမပြောက်ဘူးပိုပြီးနှဆိုင်လာတယ်ဒီစာအုပ်ကပြောတာကခံစားချက်တွေကိုရှောင်ဖို့မဟုတ်ဘူးနားလဲဖို့လိုတယ်ဥပမာကျွန်တော်တို့ကြောက်နေတယ်ဆိုရင်အဲ့ဒါကိုမရှောင်ပါနဲ့ဘာကြောက်နေတာလဲဘာကိုကြောက်နေတာလဲကိုမေးကြည့်တခါတလေကြောက်နေတာကအမှန်တရားမဟုတ်ဘူးအတိတ်ကအတွေ့အကြုံတွေကြောင့်စိတ်ထဲမှာကြံနေတဲ့ memory တစ်ခုထိနိုင်တယ်ကျွန်တော်တို့အတိတ်မှာတစ်ခုကြောင့်နာကျင်ခဲ့ဘူးတဲ့အဲ့ဒီနာကျင်မှုကမပြောက်သေးဘူးဒါကြောင့်အခုတစ်ခါထက်ကြုံရင်
စိတ်ကမလုံးနဲ့မတွားနဲ့ဆိုပြီးကာကွယ်ပေးတယ်ဒါကမကောင်းတာမဟုတ်ဘူးဒါကကျွန်တော်တို့စိတ်ရဲ့ self protection ပဲဒါပေမဲ့အဲ့ဒီ protection ကတချို့အချိန်မှာကျွန်တော်တို့ကိုတိုးတက်ခွင့်မပေးတော့ဘူးဒါကြောင့်အရေးကြီးတာကခံစားချက်ကိုထိန်းချုပ်ဖို့မဟုတ်ဘူးနားတယ်ဘူးပဲနားလည်နိုင်ပြီဆိုရင်တဖြည်းဖြည်းထိန်းချုပ်နိုင်လာမယ်နောက်တစ်ခုဒီစာအုပ်ကပြောထားတာက healing ဆိုတာအချိန်တစ်ခါတည်းနဲ့မဖြစ်ဘူးတဖြည်းဖြည်းနေ့တိုင်းနည်းနည်းပြောင်းလဲသွားတာကျွန်တော်တို့ကတနေ့တည်းနဲ့ပြောင်းချင်တယ်ဒါပေမဲ့မဖြစ်နိုင်ဘူး behavior change ဆိုတာ habit change ဖြစ်ရမယ် habit change ဆိုတာနေ့တိုင်းလုပ်ရမယ်အဲ့ဒီလိုပဲ emotion change ရဲ့တဖြည်းဖြည်းပဲဖြစ်တယ်ဒီစာအုပ်ကပြောတာတစ်ခုက new life ကိုလိုချင်ရင် new self ဖြစ်ရမယ်ကျွန်တော်တို့အရင်လိုစဉ်းစားပြီးအစ်စ်ရမယ်လို့မမျှော်လင့်နဲ့ကျွန်တော်တို့အရင်လိုနေပြီးအစ်စ်ရမယ်လို့မမျှော်လင့်နဲ့ပြောင်းချင်ရင်ကိုပြောင်းရမယ်နောက်ဆုံးမှာအရေးကြီးဆုံးအချက်တစ်ခုရှိတယ်ကျွန်တော်တို့ဘဝကိုဖြစ်ပေါ်လာတဲ့အရာတွေကမဆုံးဖြတ်ဘူးကျွန်တော်တို့ရဲ့ reaction ကပဲဆုံးဖြတ်တာပြဿနာတစ်ခုလာရင်ကျွန်တော်တို့ဘယ်လိုတုံ့ပြန်မလဲအဲ့ဒါကပဲကျွန်တော်တို့ဘဝကိုဘယ်လိုဖြစ်မလဲဆိုတာဆုံးဖြတ်တယ်ဒါကြောင့်ခံစားချက်တွေကိုမကြောက်ပါနဲ့နားလဲပါလက်ခံပါပြီးတော့တဖြည်းဖြည်းပြောင်းလဲပါအဲ့ဒီအချိန်မှာပဲကျွန်တော်တို့ကိုယ့်အနိုင်ယူနိုင်မယ်ကျွန်တော်တို့ဘဝကိုပြောင်းချင်တဲ့အခါလူအများစုကအပြင်ကိုပြောင်းဖို့ကြိုးစားတတ်တယ်အလုပ်ပြောင်းချင်တယ်နေရာပြောင်းချင်တယ်ပဝန်းကျင်ပြောင်းချင်တယ်ဒါပေမဲ့တကယ်ပြောင်းလဲမှုကအဲ့ဒီနေရာဒီမှာမရှိဘူးတကယ်ပြောင်းရမယ့်အရာကကျွန်တော်တို့ကိုယ်တိုင်ပဲဒီစာအုပ်ကပြောထားတဲ့အတိုင်း real transformation ဆိုတာ identity change ပဲ identity ဆိုတာကကျွန်တော်တို့ကိုဘယ်လိုမြင်လဲဘယ်လိုယုံကြည်လဲအဲ့ဒါပဲကျွန်တော်တို့ငါမတော်ဘူးငါမလုပ်နိုင်ဘူးလို့ယုံကြည်နေအဲ့ဒီယုံကြည်မှုအတိုင်းပဲကျွန်တော်တို့လှုပ်ဆောင်သွားမယ်ဒါကြောင့်ဘဝကိုပြောင်းချင်ရင်လှုပ်ဆောင်မှုကိုပဲမပြောင်းနဲ့ identity ကိုပြောင်းငါကမလုပ်နိုင်တဲ့သူမဟုတ်ဘူးငါကစူးစမ်းနေသူငါကမရက်တဲ့သူဒီလိုကိုပြန်တတ်မှတ်ရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လုပ်တဲ့အရာတွေကကျွန်တော်တို့ယုံကြည်တဲ့ identity နဲ့ကိုက်ညီအောင်ပဲလုပ်တတ်တယ်ဒါကြောင့် identity မပြောင်းပဲဘဝမပြောင်းနိုင်ဘူးနောက်တစ်ခုဒီစာအုပ်ကပြောထားတာက transformation ဆိုတာ instant မဖြစ်ဘူးတဖြည်းဖြည်းနေ့တိုင်းနည်းနည်းပြောင်းသွားတာတနေ့တည်းနဲ့ဘဝမပြောင်းဘူးဒါပေမဲ့နေ့တိုင်းလုပ်နေရင်မပြောင်းမဖြစ်ဘူးအရေးကြီးတာက consistency မကြီးမားတဲ့ step တွေဒါပေမဲ့မရက်ပဲဆက်လုပ်တာဒီလိုနဲ့ပဲ identity အထစ်တစ်ခုတဖြည်းဖြည်းတည်ဆောက်လာတယ်နောက်ဆုံးမှာကျွန်တော်တို့ဘဝကအတွေးတွေနဲ့မတည်ဆောက်တာမဟုတ်ဘူးလုပ်ရက်တွေနဲ့ပဲတည်ဆောက်တာဒါကြောင့်ငါပြောင်းချင်တယ်လို့ပြောတာမလုံလောက်ဘူးလုပ်ရမယ်နေ့တိုင်းနည်းနည်းပဲဖြစ်ဖြစ်နောက်ဆုံးဒီစာအုပ်ရဲ့အဓိက message ကတခုတည်းပဲကျွန်တော်တို့တောင်ကိုကြော်ချင်ရင်တောင်ကိုမတိုက်နဲ့ကိုတိုက်ကျွန်တော်တို့အတွေ့ကိုပြောင်းခံစားချက်ကိုနားလည် identity ကိုပြောင်းအဲ့ဒီအချိန်မှာပဲကျွန်တော်တို့တကယ်ပြောင်းလဲနိုင်မယ်ပြီးတော့တနည်းကျွန်တော်တို့နောက်ကိုပြင်ကြည့်တဲ့အခါအရင်တုန်းကငါနဲ့အခုငါမတူတော့ဘူးလို့ခံစားမယ်ဒါဟာတကယ်အောင်မြင်မှုပဲတကယ်တော့ကျွန်တော်တို့ကြော်ဖြတ်ရမယ့်တောင်ဆိုတာပြင်ပမှာရှိနေတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့စိတ်ထဲမှာပဲရှိနေတာပါဒီစာအုပ်ကနေရရှိလိုက်တဲ့အသည့်အမြင်တွေကတင့်ရဲ့ကိုအစင်မပြေအောင်ပြန်လုံမိနေတဲ့အကျင့်တွေကိုဖျောက်ဖျက်ပြီးဘဝရဲ့အမြင့်ဆုံးတောင်ထိပ်ကိုတက်လှမ်းနိုင်ဖို့အထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်အခုလိုမျိုးစိတ်ထခွန်အားဖြစ်စေမယ့်စာအုပ်အနှင်းချုပ်တွေကိုအမြဲနားဆင်နိုင်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like နဲ့ share လေးလုပ်ပေးပါအောင်ခင်ဗျာအားလုံးပဲကိုအောင်နိုင်သူများဖြစ်ကြပါစေ